ဒီတစ်သားသားလေးကိုသာဆွဲထုတ်နိုင်ရင်တလောကလုံးမှာအနိုင်မဲ့တကိုးရှင်ဖြစ်လာလိမ့်မယ်ဒါပေမဲ့မင်းဒါကိုဆွဲထုတ်ဖို့စူးစမ်းနေတာ10နှစ်တောင်ရှိသွားပြီအခုထိတော့ထွက်မလာသေးဘူးဒါကြောင့်နေတိုင်းတောင်နောက်ဘက်မှာဒီသားဆွဲထုတ်တဲ့ပုံစံအတိုင်းပဲအချိန်ကုန်နေခဲ့တာပေါ့ခိုင်းတဲ့ကလူတွေအကုန်လုံးကတော့မင်းယူသွားပြီလို့ပဲထင်နေကြတယ်တစ်ချိန်ကပါရမီရှင်ကြီးဟာအခုတော့အယူတယောက်ဖြစ်သွားပြီဆိုပြီးဘယ်သူမှမယုံနိုင်ကြဘူးဒါပေမဲ့သူတို့မသိတာကမင်းဒီသားကိုတဝက်လောက်ဆွဲထုတ်ယုံတင်တဲ့တင်မင်းရဲ့စွမ်းအားဟာဂိုင်းရဲ့အထွတ်အမြတ်ဖိုးပေးကြီးကိုတောင်ကျော်လွန်နေပြီဆိုတာပဲဒီနေ့မှာတော့မင်းနဲ့ငယ်ကလေးကစိတ်ဆက်ထားပြီးကွဲကွာနေတဲ့ဂိုင်းရဲ့တန့်စင်သောမိတ်မပြူဆယ်မဲဒင်ကမင်းရှိတဲ့နေရာကိုရောက်လာခဲ့တယ်ငါတို့ရဲ့စိတ်ဆက်ပွဲကဒီတင်မဲ့ပြီးငါတို့ကကဘာနှစ်ခုကလူတွေပဲမင်းအဖေချန်ထားခဲ့တဲ့အရှိန်ဝါသာမရှိရင်မင်းလိုကောင်ကဒီကိုင်းမှာနေဖို့တောင်အရေးချင်းမရှိဘူးမင်းကတော့အခြေအနေကိုကောင်းကောင်းသိနေလို့ပြုံးယုံပဲပြုံးနေလိုက်တယ်ဟွန်းအဆက်အသွယ်ဖြတ်ဖို့ဒီလောက်တောင်လောနေတာလားကြည့်ရတာလူသိရနေပြီထင်တယ်ငါမင်းကိုလာပြောတာစစ်ဆက်ပွဲပြတ်သွားပြီဆိုတာတင်မကဘူးငါတို့ရဲ့အတိတ်အကြောင်းတွေကိုလည်းသူတစ်ပါးကိုရှောက်မပြောနဲ့တကယ်လို့တခုခုသတင်းထွက်လာရင်တော့ငါဘက်ကရက်ဆက်သွားမယ်လို့မပြောနဲ့တော့သူမထွက်သွားတာကိုမင်းကတည်ငြိမ်တဲ့မျက်နှာနဲ့ပဲကြည့်နေခဲ့တယ်အဖေကကျွန်တော်ကိုဖြောင်းဖေရုပ်ကိုကာကွယ်ပေးဖို့ပြောခဲ့လို့ကျွန်တော်လုပ်ပေးခဲ့ပြီးဒါပေမဲ့ဒီနေ့ကစပြီးသူမအတွက်ကျွန်တော်မလိုတော့ဘူးဒီနှစ်တွေတစ်လျှောက်လုံးဓာခိုင်း sword set အနေနဲ့ကြုံရတိုင်းဒါမှမဟုတ်ချင်းဖြောင်းဒုက္ခရောက်တိုင်းလူဝက်ဆန်းကျဲတဲ့ဓာဆရာကြီးတယောက်အမြဲပေါ်လာပြီးကုညီလေးရှိတယ်အဲ့ဒီလူဝက်ဆရာကြီးကိုလူတွေကအညီမဲ့တနက်ဖျားလို့ခေါ်ကြတယ်တကယ်တော့အဲ့ဒါဒီတစ်သားသားကိုဆွဲထုတ်ဖို့စူးစမ်းနေတဲ့မင်းကိုယ်တိုင်ပဲပေါ့ချင်းဖြောင်းထွက်သွားပြီးတာနဲ့တပြိုင်နက်တုံရုတ်တရက်ဂိုင်းရဲ့ခေါင်းလောင်းတန်6ချက်ဆက်တိုက်မိလာတယ်ခေါင်းလောင်းတန်6ချက်ဆိုတာအရေးကြီးတဲ့ဧည့်သည်တော်ရောက်လာလို့ဂိုင်းတစ်ခုလုံးထွက်ကြရမယ်လို့အတိတ်ပဲရတယ်မင်းလည်းစိတ်ဝင်စားသွားပြီးမင်းရဲ့နက်ဖျားအာယုံ divine sense နဲ့လှမ်းကြည့်လိုက်တယ်ဧကရီဝူယောင် impress ဝူယောင်ပါလားသူမကဒီနေရာကိုဘယ်လိုလှုပ်ရှားတွေ့သွားတာလဲဧကရီဝူယောင်ဆိုတာတောင်ပိုင်းဒေသရဲ့၄ဦးတည်းသောအလက်နက်ဖျားတွေကတယောက်ဖြစ်ပြီးပထမအဆင့်တိုင်းသူတော်စင် Marshall Saint ဖြစ်တဲ့အတွက်အကျွမ်းမဲ့စွမ်းရှင်ကြီးတဦးပေါ်တောင်ပိုင်းဒေသမှာတော့သူမကဒန်ဒါရီတစ်ခုပဲသူမကပုံမှန်ဆိုကျင့်ကြံခြင်းလောကရဲ့ကိစ္စတွေမှာဝင်မပါတတ်ပဲတကားပိတ်ကျင့်ကြံခြင်းနဲ့ပဲအချိန်ကုန်လေးရှိတာအဲ့ဒီလိုဧကရီဝူယောင်ကဒီနေ့10ထောင်ဓာခိုင်း10တူည short set ကိုရောက်လာတယ်ဆိုတော့ဖြစ်နိုင်တာတစ်ခုပဲရှိတယ်အဲ့ဒါမင်းကိုလာရှာတာပဲဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဘလူးပြည်နယ် Blue Province မှာနေကျက်တဲ့ဖြစ်စဉ်ဖြစ်ခဲ့တဲ့ဧကရီဝူယောင်ရဲ့ကျင့်စဉ်ကထူးခြားပြီးအဲ့ဒီလိုကောင်းကင်ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာသူမရဲ့စွမ်းအားတွေကတာမန်လူသားအဆင့်ထိကျဆင်းသွားတတ်တယ်အဲ့ဒီနေ့မှာပဲသူမကိုလှုပ်ကြံမှုကြံစည်မှုတစ်ခုပေါ်ပေါက်ခဲ့တယ်ကံကောင်းထောက်မစွာနဲ့ပဲမင်းကအမိမဲ့တနက်ဖျားအသွင်နဲ့သူမကိုကယ်တင်ခဲ့မိတယ်ဒါပေမဲ့မင်းထွက်မှာပဲလာရောင်ကပြန်ပွင့်လာပြီးဧကရီဝူယောင်ရဲ့စွမ်းအားတွေရုတ်တရက်ပြန်ပြည့်သွားခဲ့တယ်သူမကမင်းရဲ့မျက်နှာဖုံးကိုလှမ်းဆွဲခွာလိုက်တာကြောင့်မင်းလည်းလမ်းဖြတ်ပြီးလှုပ်ဝက်နီးပြူဟာကိုသုံးကထွက်ပြေးခဲ့ရတယ်ဒါပေမဲ့သူမကမင်းရဲ့တကယ်မျက်နှာကိုမြင်သွားခဲ့ပြီအဲ့ဒီနောက်ပိုင်းတိုင်းသူတော်စင်ဦးရောင်ဟာအမိမဲ့တနက်ဖျားကိုနေရာအနှံ့လိုက်ရှာနေတယ်လို့မင်းသတင်းကြားခဲ့တယ်ဒါကြောင့်မင်းလည်းသူတစ်ပါးကိုကူညီတဲ့အခါတိုင်းသူတော်စင်ဦးရောင်ရဲ့ခြေရခံခြင်းကနေလွတ်အောင်ခက်မြန်ပဲစက်သိမ်းခဲ့ရတာဒါပေမဲ့ဒီတစ်ခေါက်တော့မင်းအမားကြီးမားသွားပြီလားမင်းရဲ့မျက်တုံငယ်အိမ်တွေရုတ်တရက်ကြုံသွားတယ်မင်းတတိယလိုက်ပြီလွန်ခဲ့တဲ့တလကမင်းရဲ့အမှတ်သားကိုဖျောက်ဖျက်ဖို့အတွက်လုံးဝမိသားစုကိုအမြင့်ပြတ်ချေမှုပြီးတဲ့နောက်လုံးဟောင်းဝမ်ဟဲရဲ့အလောင်းပေးမှာတနက်ဖျားရဲ့အမှတ်သားကိုခြံထားခဲ့မိတယ်လူတွေကိုကြောက်လန့်သွားအောင်လုပ်ခဲ့တာဖြစ်ပေမဲ့ဧကရီဝူရောင်ကိုမေ့သွားခဲ့တယ်သူမကအဲ့ဒီအမှတ်သားရဲ့စွမ်းအင်ကနေတဆင့်မင်းကိုခြေရခံနိုင်တာပဲမရတော့ဘူးရိပ်မိမခံရအောင်အမြန်ပုံးမှဖြစ်မယ်မင်းလဲချက်ချင်းပဲလှုပ်ရှားမှုပညာရက်ကိုတုံးပြီးတိတ်တဆိတ်ထွက်ခွာဖို့ပြင်လိုက်တယ်တိတ်မကြခင်မှာပဲဧကရီဝူယောင်ဟာဂိုင်းချုပ်တန့်စင်သောမိမပြိုနဲ့တခြားလူတွေခြံရံပြီးတတိယမြောက်တောင်ထိပ်ကိုရောက်လာခဲ့တယ်သူမကဓာအမှတ်သားရဲ့စွမ်းရည်နောက်ကိုလိုက်ရင်တောင်နောက်ဘက်စီကိုတန်တန်မတ်မတ်လျှောက်လာခဲ့တယ်ဒီနေရာမှာပုံမှန်ဆိုဘသူနေလဲဂိုင်းချုပ်ကပြတလဲနဲ့ပဲဒီနေရာမှာဘာမှတုံးမရတဲ့တပည့်အညာရတယောက်ပဲရှိပါတယ်လို့ဖြေလိုက်တယ်ဧကရီဝူယောင်ကတော့ဒါကိုလုံးဝမယုံကြည်ဘူးဒါကြောင့်သူမရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အရှိန်ဝါတွေကိုတောင်နောက်ဘက်တစ်ခုလုံးလွှမ်းခြုံလိုက်ပြီးအော်ပြောလိုက်တယ်အမိမဲ့ရှင်ဒီမှာရှိနေမှန်းကျမသိတယ်ကျေးဇူးပြုပြီးကျမကိုတစ်ခေါက်လောက်ပဲဖြစ်ဖြစ်ထွက်တွေ့ပေးပါရမလားဟင်တိုင်းသူတော်စင်အဆင့်ရှိတဲ့တကိုးရှင်ကြီးတယောက်ကလူအများကြီးရှိမှဒီလိုမျိုးတောင်းပန်တိုးရှိုးနေတာလားလူတိုင်းဆုံးအပြီးအံ့ဩမြင်တက်ကုန်ကြတယ်ဒါပေမဲ့ဘသူစီကမှတုတ်ပြန်တန်ထွက်မလာခဲ့ဘူးမင်းဘက်ကလည်းဧကရီဝူယောင်ရဲ့ဆွဲထက်တန်မှုကိုရှော့တွက်မိသွားတယ်ရှင်ထွက်မတွေ့ဘူးဆိုရင်လေကျမဒီနေရာမှာပဲစောင့်နေတော့မယ်တပည့်တွေကိုထားလိုက်ပါတော့ဂိုင်းချုပ်ကြီးတောင်မျက်လုံးအပြူသားဖြစ်သွားပေမဲ့ဘသူမှစကားတခုမှမဟာရဲကြဘူးဒါပေမဲ့အမိမဲ့ဓာနတ်ဖျားကမင်းဖြစ်နေလိမ့်မယ်လို့တော့ဘသူမှမထင်ကြဘူးသူတို့ကဓာနတ်ဖျားကဒီနေရာမှာလာပုံးနေတာမို့လို့ပုံမှန်ဆိုမနှောက်ယှက်ရဲကြဘူးလို့ပဲတွေးနေကြတာဒီအတိုင်းသာဆက်သွားရင်မင်းရဲ့အမှတ်အသားအစစ်အမှန်ပေါ်သွားတော့မယ်ဆိုတာမင်းလန်းသိလိုက်တယ်ဒါကြောင့်တက်ပြင်းတစ်ချက်ချရင်စိတ်ပြက်လက်ပြက်အပြုံးနဲ့အတူဝိယုံနဲ့ကိုကောက်ဆုပ်ပြီးတောင်နောက်ဘက်စီကိုမလွဲမရှိတာပဲပြန်ဆင်းလာခဲ့ရတော့တယ်ဒါပေမဲ့မင်းချေချလိုက်တဲ့တပြိုင်နက်မှာပဲတောင်ပေါ်ကနေဝမ်းသာအားရအော်ဟစ်တန်တစ်ခုထွက်ပေါ်လာပြီးဧကရီဝူယောင်ကတော့